Hello everyone, welcome back to my channel. Today I'm going to share about some interesting Chinese words. You know, it's fun to learn Chinese. In Chinese, the sound and words are the same, but the meanings are different. So let's get started. Hello, 大家好，我是圆圆。今天我想跟你们分享的字是一个很特殊的字，比如说在中文动词跟有些字结合起来的时候变成就这样。好，我们开始吧。第一个就是吃 eat 撒迪。第二个就是吃苦 suffering ပုံမှန်ပြောရမယ်ဆိုလို့ရှိရင်တော့ suffering ဆိုတဲ့အဓိပ္ပာယ်ဒီချစ်ခုကကြတော့သူကအလုံးမှာပေါ့နော်အရင်အလုံးစူးစားတဲ့သူလို့ပြောလို့ရတယ်လို့အလုံးထဲကပြင်ပမှုတန်တွေကိုလည်းခံနိုင်တဲ့လူကိုလည်းချစ်ခုလို့ပြောလို့ရပါတယ်နောက်တစ်ခုကြတော့吃亏ဆိုတာကြတော့ suffer a loss ပေါ့နော်ဆုံးရှုံးမှုနဲ့သူကတွေ့ကြုံရတယ်ဥပမာသူကပစ္စည်းတစ်ခုပဲလို့ရှိရင်ပေါ့နော်တခြားဆိုင်တွေပေါ့နော်တခြားဆိုင်တွေမှာလည်းရောင်းတဲ့ပစ္စည်းကိုသူကတခြားဆိုင်တွေမှာအရင်မလေ့လာပဲနဲ့ဒီဆိုင်မှာပဲသူကလောနဲ့ဝယ်မိလိုက်တယ်တခြားဆိုင်မှာကျတော့သူဝယ်ထားတဲ့ဈေးနှုန်းထက်တခြားဆိုင်ကဈေးကပုံပြီးမှနေနေပေါ့နော်အဲ့လိုမျိုးတည့်ရခါမှာသူဝယ်ရပုံမှအမောက်များသွားတဲ့အချိန်မှာခံစားရတာတွေကိုလည်းသူဆုံးရှုံးမှုပေါ့နော်အဲ့ဒါတွေကိုလည်းသူက吃亏လို့ပြောလို့ရပါတယ်နောက်တစ်ခုကျတော့吃醋ဆိုတဲ့စလုံးကကြတော့သူက jealousy ဖြစ်တာပေါ့နော်ဦးတိုတာတဝင်းတိုတာအဓိကအဖြစ်အဲ့လိုချစ်သူတွေကြားမှာတွေပေါ့နော်ဒီမျိုး吃醋ဆိုတဲ့ဒီစကားလုံးဦးတိုရတဝင်းတိုရတာတွေကိုသုံးလို့ရဖြစ်ပါတယ်How have you got it 你们学会了吗 See you next video bye bye 再见